စိတ်ကြည်လင်ဖို့ရအတွက်အခြေခံတွေလုပ်ဖို့လိုအပ်တယ်။ဘာတွေလုပ်ရအဲ့ဒီအခြေခံတွေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်ပေါ့။နံပါတ်1စိတ်ကြည်လင်ဖို့ကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဥတ္တပဆိုတဲ့တရားကိုရှင်းဆိုတည်ဆောက်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဥတ္တပဟိရိဆိုတာမဟုတ်တာလောက်ရမှာရှက်တယ်အဲ့ဒါကိုပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘုသွားရှက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောက်ရမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်ယွန်းတယ်အကုသိုလ်မှန်တယ်မြတ်မုန်းတီးတယ်ဟောအဲ့ဒါကိုဟိရိလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့လို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုပ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာဟိုဟာဒီဟာလုပ်ရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကောသနာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောမှာပဲအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြပြဝဝနားမလည်တဲ့အခါကျတော့အရာထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ္ဌာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြားထဲမှာဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရာထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်မရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်မရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ပဲပြပြသိဖို့လိုတယ်အကုသိုလ်ကိုရှက်ဖို့လိုတယ်အကုသိုလ်ကိုရှက်တာကိုဆက်ဆုပ်တာကိုဟိရိလို့ခေါ်တယ်ဥတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နဲ့ကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်